ဘာမင်းကိုနောက်ကြနေကမင်း ဟိုလေယောက်ျားအဲ့ဒီအိမ်မှာအလုပ်လုပ်ကြတာပြောလား ပြောတာဘိုးမိမရဲ့ဟိုပြီးတော့ယောက်ျားအလုပ်လုပ်တဲ့လူကလည်းယောက်ျားတငယ်ချင်းလေငယ်တငယ်ချင်းအရင်ခောက်ပြီးဆိုတော့သူ့ရှင်မှာလှုပ်လို့ရတာကိုအလုပ်သမားလို့သဘောမတော့တငယ်ချင်းလို့သဘောထားတာသမင်းစားရင်တော့သူနဲ့အတူတူလာလာစားမှမစားရင်သူကစိတ်ဆိုးတယ်ခါကျရင်ပြဿနာချတာပြီးတော့အဲ့ဒီအိမ်မှာလည်းတို့လင်မြန်းတွေကအတူတူလှုပ်လို့ရတာလေအခုဒီကောင်နေလင်မြန်းနေအောင်တော့အဆင်ပြေသွားပြီဗျာသူမိမအဲ့အိမ်မှာပဲအဝေးလျှော်တယ်အဲ့အိမ်မှာပဲလှုပ်တယ်သူကလည်းအဲ့အိမ်မှာပဲ driver လုပ်တယ်ဗျာသူ့တငယ်ချင်းကကားကိုမောင်းပြီးတော့ဟာလာစာနဲ့ဗျာအဆင်တော်တော်ပြေးနေရတဲ့ကောင်ဝမ်းသာလိုက်တာကွာဝမ်းသာတာပေါ့ကွာဘွားတို့သမားချင်းချင်းဒီကောင်အဆင်ပြေသွားတယ်တော့ငါတော့ဝမ်းသာဘာဖြစ်သွားလဲ ဟုတ်မဟုတ်ဟိုကျမအိမ်တန်ရှင်းနေလေပြီးပြီထမင်းလေးလည်းချက်ပြီးပြီဒါကြီးလည်းထားပြီးပြီးသွားပြီဟိုပတ်ဆက်လေးပါလေးပြီးဟုတ်လေ ငါမိမမပေးခဲ့ဘူးလား မပေးပါဘူးရှင်လာမတောင်းလိုက်တယ် အခုအကုန်လုံးပြီးပြီလား ပြီးသွားပြီမလေး ပြီးသွားရင်ချက်ဖို့ပြုတ်ဖို့လုပ်နော်ချက်ဖို့ပြုတ်ဖို့လည်းပြောရတယ်ဘာပြီးရင်ဘာလုပ်ရမှာဆိုတော့မသိဘူးလားဟမ်အိမ်ကူလေးခေါ်ပါတယ်ဟဲ့အကုန်လုံးလိုက်ပြောနေရတယ်နင်တို့ကလည်းအုံနောက်လေးပါလေနည်းနည်းပါတော့ပြောရတာမောလိုက်တာအရင်ပဲ ငါပူတော်ဝမ်းသာသေးတယ် ဘာလို့ ဟောသူမရှိတော့ငါပါစင်ကြယ်သူလူဆွဲလို့မရဘူးလေကွာ ဩ ငါကတော့သူ့ပါစင်ကြယ်လူဆွဲလို့ရတယ် ဘယ်သူနဲ့တွေ့ကြလို့လဲကို အာဒီအိမ်ကလေနေထိုင်နဲ့တွေ့ကျင်လို့ ဟောအကူလေးနဲ့တွေ့ကြလို့လား ဟုတ်ကဲ့ ဟိုကျွန်တော်ဘာလို့ပြောပြရလဲ ကျွန်တော်တွေ့ရတဲ့ငယ်ချင်းမှာတွက်လက်လို့ပြောပြီးပါ ဟုတ်ကဲ့ဟုတ်ကဲ့ခဏဆောင်အောင်နော်ကိုနော်ဟမ်မင်းလည်းနေသွားရင်ဒီကောင်နဲ့သွားဒီကောင်လည်းငါလည်းလာတီးဦးလား ဩမင်းရလေကွာဒါလေးတော့လမ်းညွှတ်တင်နေငါထဲလိုက်တော့နော်ငါခေါ်သွားလိုက်မယ် ကွာမင်းကလည်းလုံးလိုက်အဲ့တိုင်းပဲငါဘသူနဲ့စီးရဖြစ်တယ်မိမကိုလည်းအိမ်လွတ်လိုက်အောင်